Okay, channel တကယ်ညီမစညာအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့ channel လေးကနေပြန်လဲကြိုဆိုလာပါရနော်ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပေးသွားမယ်အကြောင်းအရာလေးကတော့ True Money အကြောင်းအဖြစ်ပါရနော်အဲဒီ True Money software တစ်ခုကိုပြန်ပြီးဝင်လို့မရတော့ဘူးဆိုရင်တော့ကိုကဘယ်လိုမျိုးသွားပြီးဖြည့်ဆင်းပေးရမလဲဘယ်လိုနည်းနဲ့သွားပြီးလုပ်ပေးရမလဲဆိုတာကတော့ကျွန်တော်ဒီနေ့လာပြီးပြပြပေးသွားမှာဖြစ်ပါရနော်ဒီမှာပထမဆုံးကိုရဲ့ True Money account လေးကိုတစ်ချက်လာပြီးဝင်ကြည့်ပေးလိုက်မယ်နော်ဝင်လာလို့ပြီးဆိုရင်တော့သူကဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ်လာလို့ပြီးဆိုရင်တော့ကိုကဘယ်လိုမျိုးသွားပြီးလုပ်ပေးရမလဲဆိုရင်နော်ကိုကဘယ်လိုမျိုးသွားပြီးလုပ်ပေးရမလဲဆိုရင်တော့ဒီအဝိုင်အောင်စာကြောင်းလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နေလို့ပြီးဆိုရင်ခဏလေးဆော့ပေးလိုက်နော်ဆော့လို့ပြီးဆိုရင်တော့သူကဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်နော်ဒီလိုမျိုးပေါ်လာလို့ပြီးဆိုရင်တော့ကိုသုံးရင်နဲ့ကိုရဲ့ဖော်ရဲ့အမျိုးအစားကပါဖော်လဲဆိုရင်တော့ဒီနေရာမှာလာပြီးပြပေးသွားတာဖြစ်ပါတယ်နော်ကိုရဲ့ဖော်ရဲ့အမျိုးအစားကိုလာပြီးရွေးချယ်ပေးလိုက်တကယ်လို့ကျွန်တော်ကညမဆိုရင်ကနော်ကိုရဲ့ဖော်က Oppo ဖော်ဆိုရင်တော့ဒီ Oppo ဖော်ကိုလာပြီးရွေးချယ်ပေးလိုက်မယ်နော်တကယ်လို့ကိုရဲ့ဖုန်းက Samsung ဆိုရင်တော့ Samsung ကိုလာပြီးရွေးချယ်ပေးလိုက်တကယ်လို့Vivo phone ဆိုရင်တော့ဗီဒီယိုမှာအောက်မှာဆိုရင်တော့ Vivo phone ကိုလာပြီးရွေးချယ်ပေးရမှာဖြစ်ပါတယ်Redmi Huawei အဲဒီမှာဖုန်းမျိုးစုံရှိပါတယ်နော်ဒီမှာလာပြီးရွေးချယ်ပေးလို့ရပါတယ်နော်ကျွန်တော်အခုသုံးနေတဲ့ကျွန်တော်ရဲ့ဖုန်းကတော့ Vivo phone ဆိုရင်တော့ Vivo ကိုချက်လာပြီးနှိပ်ပေးလိုက်မယ်နော်အဲဒီ Vivo ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်ပြီးလို့ဆိုရင်သူပြထားတဲ့အဒီအချက်လေးချက်ကိုလာပြီးဖွင့်ပေးရမှာဖြစ်ပါတယ်နော်ကိုယ့်ရဲ့ phone ရဲ့ setting ထဲမှာလာပြီးပိတ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီ setting ကိုနော်အဲ့ဒီ setting တစ်ခုကိုသူကဖွင့်မိလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ True Money account ကိုပြန်ဝင်လို့မရပါဘူးနော်ကိုပြန်ဝင်လို့ဆိုရင်ခုနလိုမျိုးပဲသူကပြန်ပြီးပေါ်လာမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီခလုတ်ကိုကသွားပြီးပိတ်ပေးရမှာဖြစ်ပါတယ်နော်ကိုရဲ့ folder မှာစီးတဲ့အဲ့ဒီ setting တစ်ခုကိုသိနော်ဒီမှာကျွန်တော်လာပြီးပြပေးသွားမှာဖြစ်ပါတယ်ဒီမှာပြန်ပြီးထွက်ပေးလိုက်ထွက်လို့ပြီးဆိုရင်ကိုရဲ့ folder မှာစီးတဲ့အဲ့ဒီ setting လေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နော် setting လေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နှိပ်လာလို့ပြီးဆိုရင်တော့ကိုပြန်ပြီးနှိပ်ပေးရမှာတော့ဒီအောက်ဆုံးမှာနော်အဲ့ဒီအောက်ဆုံးကိုဆွဲထားပေးလိုက်ဆွဲထားလို့ပြီးဆိုရင်ဒီနေရာမှာကိုပြန်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်အဓိကပြောချင်တာကတော့ကိုရဲ့ phone တစ်လုံးနဲ့တစ်လုံးမတူပါဘူးနော်ဒါပေမဲ့သူရဲ့စာသားကတော့အတူတူပါပဲနော်ဒီနေရာကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်ပြီးလို့ဆိုရင်အောက်ဆုံးကနေသွားပြီးဖွင့်ပေးဆွဲပေးလိုက်နော်ဆွဲလာလို့ပြီးဆိုရင်ဒီနေရာမှာကိုပြန်ပြီးတွေ့ပေးရမှာတော့ဒီနေရာမှာဆွေးနေတဲ့အဲ့ဒီစာလေးတစ်ကြောင်းကိုကပြန်ပြီးဖော်ထုတ်ပေးတဲ့အတွက်ကြောင့်သူကကိုယ့်ရဲ့ True Money account ကိုပိတ်ပေးသွားတာဖြစ်ပါရဲ့နော်ဒီစာလေးတစ်ကြောင်းကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်အဲ့လိုပြီးဆိုရင်ဒီဘေးမှာဆွေးနေတဲ့အဲ့ဒီခလုတ်ကိုလာပြီးပိတ်ပေးရမှာဖြစ်ပါရဲ့နော်အဲ့ဒီခလုတ်ကိုပိတ်လို့ပြီးဆိုရင်တော့ကိုယ့်ရဲ့ True Money account ကိုပြန်ဝင်လို့ရမှာဖြစ်ပါရဲ့နော်ကိုယ့်ရဲ့ True Money account ကိုပြန်ဝင်လို့ရမရနော်တစ်ချက်တော့သွားပြီးကြည့်ကြအောင်နော်ဒီပြန်ပြီးထွက်ပေးလိုက်ထွက်လို့ပြီးဆိုရင်ကိုယ့်ရဲ့ True Money ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နော်ဒီမှာတော့ True Money software ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နှိပ်လို့ပြီးဆိုရင်တော့အဲ့ဒါရသွားပါပြီတော့နော်ဒီမှာကိုယ့်ရဲ့ software တွေလာပြီးထည့်ပေးလိုက်မယ်ထည့်လို့ပြီးဆိုရင်တော့ခဏလေးတော့ဆော့ပေးလိုက်တော့နော်ကိုပြန်ဝင်လို့ရပါပြီနော်ကိုရဲ့ True Money account ကိုပြန်ဝင်လို့အဆင်ပြေသွားပါပြီတကယ်လို့ကျွန်တော်တို့ကဒီ message များကိုရဲ့ True Money account ကိုပြန်ဝင်လို့မရဘူးဆိုရင်ခုနလိုမျိုးပေါ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်ပြောသလိုမျိုးပဲလာပြီးလိုက်လို့ကြည့်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်တကယ်လို့ကျွန်တော်တို့ဒီ message များကိုရဲ့ True Money account ကိုအသုံးပြုလဲဆိုရင်ဒီလိုerror တွေကိုပေါ်လာခဲ့မယ်ဆိုရင်နော်ဒီလိုနေနေနဲ့လာပြီးအတော့ပြပြကြပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะအားလုံးပဲအဆင်ပြေကြပါစေเนาะကျွန်တော်ဗီဒီယိုဖိုင်လေးကိုအစနဲ့အစထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်เนาะ